အိမ်ထောင်ရေးနှင့်တန်းရေးပြည်မင်္ဂလာပါရှင်မဟာနွယ် channel မှကြိုဆိုပါရရှင်အမြောက်ပြင်းဤအကြောင်းကိုတိတိကျကျနားလည်သွားသည့်လူရှိတဲ့ကဲ့သို့တချို့ကဇဝေဇဝါဖြစ်နေသည်ကိုသူတို့၏မျက်လုံးများကတဆင့်ကနောင်မင်းသားကြီးသိလိုက်သည်ညင်လဲနစ်လက်လာပြီဖြစ်၍ကနောင်မင်းသားကြီးကပင်ဆွေးနွေးပွဲကိုရန်နာပေးဖို့တို့မြန်မာနိုင်ငံကိုခိမိနိုင်ငံတော်ကြီးဖြစ်လာအောင်မင်းတို့လူငယ်တွေကြိုးစားရမယ်ကလဖြူတွေနဲ့ရင်မောင်တန်းနိုင်ဖို့သူတို့တက်သည့်တဲ့အသိပညာနည်းပညာတွေကိုတို့မြန်မာတွေခေါင်းထဲရအောင်ကြိုးစားရမယ်အသိပညာနဲ့နည်းပညာစွမ်းအားမရှိရင်သူ့ကျွန်အဖြစ်အနွမ်းနစ်ကြလိမ့်မယ်အခုနားမလည်သေးပေမဲ့အခုလိုဆွေးနွေးပွဲတွေဆက်ခါတက်ရင်နားလည်လာလိမ့်မယ်အမြဲလေးလာနိုင်အောင်လေမောင်ရွှေပင်ကပရပိုက်မှာအခရာတင်ပြီးကိုတော်ကိုဆက်သွင်းရမယ်ဒါအမိန့်ပဲရင်းနှီးရေးဟန်တွေကိုရောမြို့စားကကူညီလိမ့်မယ်ကဲအခုတော့ညနေပြီပြန်နိုင်ကြပြီဤရှိစံဤစံအိမ်တော်တွင်ကနောင်မင်းသားကြီးနှင့်ရောအတွင်းဝင်နှစ်ဦးသာကြံရစ်ခဲ့သည်သူတို့လိုတက္ကသိုလ်ကြီးတွေမတီထောင်နိုင်သေးခင်ဆက်ကြတော့အခုလိုပဲလေ့ကျင့်သင်ကြားပေးရတာပါမင်းကြီးရဲ့ဒါတဲ့ပြင်သစ်လူမျိုးကာလာနဲ့လှုပ်ဆောင်ခဲ့တဲ့အမြောက်စက်ယုံတော်ကြီးရဲ့အခြေအနေကိုကောင်းပါတယ်အရှင်အခုဆိုရင်အဟောင်းပြင်ခြင်းနဲ့အသစ်ထုတ်လုပ်ခြင်းအပြင်ကြည်မျိုးစုံကိုလည်းထုတ်လုပ်လျက်ရှိကြောင်းပါထို့ပြင်တော့ရဲနာဘုံဒင်းကားထုတ်လုပ်ဖို့ဒင်းကားထုတ်လုပ်နည်းနဲ့စက်ယုံအုပ်ချုပ်နည်းတွေကိုကာလာကတားသို့စာရေးအမေးပြုထားကြောင်းအစီရင်ခံတင်လျှောက်ပါတယ်ဖေဟာအေရှိဇန်ကိုတော်ကြီးကနှိချိုက်စွာပြုံးတော်မူလိုက်ပြီးနောင်တော်ဖျားရဲ့ထံပါမှာပခန်းမင်းကြီးဥယံဝေးအားကိုရတယ်လို့ကျုံနားမှာလဲမောင်ရင်လိုင်ရှိပေလို့တထတအားပဲဒါပေမဲ့ရောအတွင်းဝင်ကကနောင်မင်းသားကြီးကိုလှမ်းကြည့်လိုက်မိသည်ကျုပ်ကိုချင်းစားတယ်ကျုပ်တို့အခုလိုတာပြစ်မရပြစ်တိုင်းပြည်နုံမနစ်အောင်လုပ်နေရတော့တစ်ဖက်ကအိမ်အောင်ရေးတာဝန်တွေလှဟင်းလာတယ်သတိပြုမိရဲ့လားမှန်လားပါလှိုင်မင်းသမီးကစိန်ချူးကြာညောင်အစချီတဲ့ဘောလေကိုဆက်သွင်းကြောင်းကြားသိရပါတယ်ဖေဟာဟုတ်တာပါမင်းကြီးကိုတော်တိုင်အဆောင်တော်မကူးတာကြာပြီဖြစ်လို့ဇာချင်းနောင်အောက်ခြေပြားကိုလေးပြေးလေးဝင်တိုးတာတောင်မောင်ဖျားလာပြီးထင်လို့ထဆန်းမိရတယ်ဆိုတာသိရတော့စိတ်မကောင်းစရာပဲပါတိုင်းပြည်ဟာထောက်ရှုထားတဲ့မိမိရဲ့အခြေရေးကိုရှေ့တန်းတင်တက်တာဟာမိမသားတွေရဲ့သဘာဝပါကျွန်တော်မျိုးရဲ့ဝင်ကြောခင်ဖြူဆိုရင်မင်းကြီးလည်းသိနေမှာဘူးထူးပြီးမဆန်းလှပါဟိုရှေးအောင်စာပေတွေထဲမှာကုနာလာဇက်နဲ့ဝိတုလက္ခဏာပြုတော်တွေမှာတာရကများရှိခဲ့ဘူးပါတယ်ဖေဟာမင်းကြီးကတော့ဉာဏ်ပညာထက်မြက်တဲ့အပြင်သဘောထားလည်းကြီးလာပါပြီတဲ့ဝင်ကြောမြုံနေရော့မယ်ရောအတွင်းဝင်ကတခွက်ခွက်စီမံဝမ်းမှန်မြင့်ခွာတန်ကိုနာခံရင်အတွေ့အရင်ကြောမှာမျောပြီးလိုက်ပါလာမိသည်ရောဤအတွေ့တဲ့မကွေးမြတ်တလွန်ဖျားမှစပယ်ပန်းကုန်းနှစ်ကုန်းခင်ပြူဤစပယ်ပန်းကုန်းကလေးရေထဲမျောပါသွားပုံမြင်ကွင်းကပြန်လေပေါ်လာသည်သို့တော်ကြာမတွေးအားရဲနာမုန်ဒီပြည်တော်တွင်အမြောက်တန်၃ချက်ပေးပြီးခရစ်1865ခုနှစ်နိုဝင်ဘာလ17ရက်နေ့တွင်စတင်သုံးဆွဲတော်မူဘူကျော်တစ်ရဲနာဘုံခေတ်မြန်မာနိုင်ငံသားဆက်ဆံရေး1853-88မြန်မာငွေကြေးစနစ်ကဏ္ဍတစ်ကိုမျှော်မှန်းပြီးကြည်နူးစိတ်များယူဖိတ်လာပြန်သည်ကြည်နူးစိတ်နှင့်အတူမောင်ရွှေပင်ကိုတာဝန်ပေးထားသည့်မြန်မာဗန်လုပ်ငန်းစီမံချက်များကသာရောအတွင်းဝင်ဤစိတ်အာရုံကိုလွှမ်းခြုံနေလျက်ရှိနေသည်